နဲ့မင်္ဂလာပါကိုကိုတို့ရဲ့ဒီနေ့မှာတော့ဇလန်းလေးကိုကျမကကိုကိုတို့အကြိုက်ခက်ကြမ်းကြမ်းလေးတွေပဲတင်ဆက်ပေးသွားပါမယ်ရှင်ကျမကတော့တင်ဆက်သူမြတ်နိုးပါနော်ကျမချစ်ရတဲ့ပရိသတ်တွေအတွက်ဇလန်းကောင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း subscribe လုပ်ရသေးရင်လုပ်ပေးခဲ့ပြီးတော့ဘီနာက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်နော်ဇလန်းလေးကိုနားဆင်ပြီးအပန်းပြည့်စေတယ်ဆိုရင် like and comment လည်းပေးခဲ့လို့ရပါတယ်နော်စိတ်တိုင်းမကြတာရှိရင်လည်းရေးခဲ့ပေးပါရှင်ကိုကိုရီအဆင်ပြေဖို့အဓိကထားပြီးတင်ဆက်တာမလို့ကျမမျက်နှာကကိုကိုရီအတွက်ဆိုရင်ဖြစ်ချင်တာအကုန်ဖြစ်ရစီပါမယ်ရှင်ကျမရဲ့တန်လေးကိုနားထောင်ပြီးဇလန်းလေးထဲမှာပါဝင်စီးမျောပြီးတော့လောကနိဗ္ဗာန်ကိုရောက်လန်းလိုက်ပါဒီထက်ပိုကောင်းတဲ့နိဗ္ဗာန်သွားခြင်းရင်တော့ channel မှာတင်သမျှဗီဒီယိုလေးတွေကိုမလွတ်တမ်းစောင့်မျှော်ကြည့်ပေးပြီးအမာကန်ပရိသတ်ဖြစ်သွားရင်တော့ကျမကကိုကိုရိုစီကိုအရောက်လန်းခဲ့ပါမယ်ကဲဒါဆိုရင်တော့ပေးမရှိတော့ပဲဇလန်းလေးကိုစလိုက်ကြရအောင်ဆီယာမမြဝေရီကိုကျောင်းဆောင်ငနီဆိုတဲ့သူကနေ့တိုင်းလိုသူ့အခန်းထဲမှာဆွဲစားနေကြောင်းကြော်မျိုးနိုင်တယောက်တငယ်ချင်းတွေထံကနေတဆင့်စကားတဆင့်ကြားခဲ့ဘူးတာကြာပါပြီဆီယာမမြဝေရီမှာသူတို့ကျောင်းကိုအရင်နှစ်ကမှပြောင်းရွှေ့လာတဲ့အင်္ဂလိပ်စာပြဆီယာမတယောက်ဖြစ်ပါတယ်အသက်က30ဝန်းကျင်ခန့်ရှိပြီးရုပ်ရည်ယူပကားကလည်းချောမောလာပါတယ်လို့သူမရဲ့ကိုလုံးကိုတွေကလည်းအဆက်အပေါက်ကလည်းတောင့်တင်းဖွင့်ပြိုးပြီးတော့မြင်ရသူတကငေးရလောက်တဲ့ပုရိသယောက်ျားတွေအကြိုက်ခန္ဓာကိုယ်အချိုးစားပင်ဖြစ်ပါတယ်။မွန်တရုပ်ဆက်ဖြစ်ပြီးတော့အသားကဖြူဖြူအရက်ကလည်း9ပေလေးလက်မခန့်ရှိတော့နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတယောက်နဲ့ပဲတမိတဲ့ဖွားတဲ့ညီမအလားထမမရသူဖြစ်ပါတယ်။ကျော်မျိုးနိုင်တို့လို10တန်းတနှစ်ကြာကျောင်းသားကြီးတွေရော10တန်း9တန်းအရွယ်ကြီးကောင်ဝင်စားကျောင်းသားတွေသာမကတကြောင်လုံးကဆရာအရင်မှရွေးပါမကြမ်းဆရာမမြဝေရီရဲ့အချိုးအစစ်ကြာနာလာပါတဲ့ကိုလုံးအလှနဲ့စုဖြိုးပြေဝတဲ့အိုးကိုစိတ်ဝင်စားရှိကြပါတယ်အထူးသဖြင့်စာသင်ချိန်တွေမှာဆိုရင်ဝိုင်းဘုတ်ဘက်ကိုလှည့်ကစာရီရေးပြနေတဲ့ဆရာမမြဝေရီရဲ့တအီလှုပ်ရမ်းတုန်ခါနေတဲ့အိုးကိုရင်သက်ရှုမောပွဲငေးကြည့်ပြီးစိတ်နဲ့မပြမမိဘူးတဲ့သူဆိုတာမရှိပါဘူးအကြောင်းတိုက်ဆိုင်တဲ့တနေ့မှာတော့ငနီနဲ့ဆီယာမတို့ရဲ့ဖြစ်ပျက်ပုံဇလန်းစုံကိုကြော်မျိုးနိုင်ကိုယ်တိုင်ကိုကြမျက်လုံးနဲ့တက်အပ်ပပင်းမြင်တွေ့လိုက်ရပြီဖြစ်ပါတယ်။ကြော်မျိုးနိုင်ကတင်ချဆီယာမတော်နှန်းရှိခိုင်းထားတာမလို့စက်ထမတန်းကျောင်းဆောင်ပြုပြင်ရန်အတွက်လက်သမားအဖွဲ့ကိုခေါ်ဖို့ကျောင်းဆောင်ကိုနီခုနကတော့ပြောခဲ့တဲ့ငနီထံကိုတွားရောက်အကြောင်းကြားရာအိမ်ရှိမှာလူသူတယောက်မှမတွေ့ခဲ့အဲ့ဒါနဲ့ပဲကြော်မျိုးနိုင်တယောက်အခန်းတကားဝနာသွားပြီးတော့ဟာနေတဲ့တကားနှစ်ချက်ကြားနေရာကနေအတွင်းထဲကိုတိတ်တိတ်လေးခိုးပြီးတော့ချောင်းကြည့်မိလိုက်ပါတယ်။သူရုပ်တရက်ခေါင်းနှပန်းကြီးသွားပြီးခန္ဓာကိုယ်ထဲကသွေးတွေပါစုပွက်သွားသလိုပါပဲ။ဘလို့မှမယုံနိုင်စရာမရှိ။တေချာအောင်ဆိုပြီးတော့ကိုယ့်မျက်လုံးကိုအထက်ထက်အခါကပြန်ပို့ပြီးတော့မျက်လုံးနှလုံးသလုံးအတေချာပြူးပြဲပြီးစိုက်ကြည့်လိုက်ပါတယ်။ဆီယာမအစ်စ်ဆီယာမတော့မြဝေရီတေချာပါတယ်။သူမတကူလောမိမွေတိုင်းဖမွေတိုင်းပုံစံနဲ့အဝိအစာနဲ့ထိခန္ဓာကိုယ်ကဗလာချင်းလျက်ရှိကကြီးမားဖွင့်ထွား၍အနှဲငယ်များပင်ဤတွဲကြခြင်းမရှိသေးတွေ့မြင်ရပြန်နာကြော်မျိုးနိုင်တယောက်အသေးတဲ့ဦးတဲ့ကြလိကြလိနဲ့ရေချင်းပက်ကြည့်ဖြစ်သွားမိပါတယ်ဆီယမမြဝေရီဝစ်စင်လာတဲ့အဖြူစိမ်းចောင်းဝစ်စုံကလေးကတော့သူတို့နှစ်ယောက်လုံးထွေးနေကြတဲ့ဘေးမှာအပုံလိုက်အကွင်းလိုက်ကျနေပါတယ်သူမကိုယ်တိုင်ပြီးစလွယ်ချွတ်ပြီးတော့ပုံထားကြတဲ့ပုံစံလဲတူပါတယ်။ဆမ်မမြဝေရီရောကိုနီငနီပါအခန်းအလယ်ရှိရှာထိုးပြင်ကန်းကျမ်းပြင်ထက်မှာတယောက်နဲ့တယောက်လောကကြီးကိုမေးကအချစ်တလင်းမှာစစ်ခင်းဖို့အာယူနေကြပါတယ်။ကိုနီရဲ့စူကြီးမလုပ်ပါနဲ့အစ်စိတ်ပေါ့ရှင်းစိတ်ကြိုက်တွေကြီးပဲ။ကျမနေပေးမှာပါ။နေရကူမှဘာဖြစ်တာလဲ။ခါတိုင်းလဲကြမ်းနေကြပဲဟာ။ငါ့ကိုစိတ်မရှိအောင်မလုပ်နဲ့။ဟာကိုနေရလည်းစိတ်မဆိုးပါနဲ့ကျမကဇိမ်ရှိစေခြင်းလို့ပါတော့ရှင့်ညီလေးကိုဆွဲလို့ပဲရှင့်စီကိုလာတာပဲကိုတော်ချောတို့ကလည်းစိတ်ကြည့်ပဲနော်သူ့ခရမ်းဒီကိုဒီဟာတိတ်ကြိုက်တယ်ဆိုပြီးအရန်အနိုင်ယူခြင်းတာပဲသူများကသူ့မရလည်းမဟုတ်ဘဲနဲ့သူ့ချမ်းသမျှကိုအန်ချိတ်ပြီးကော့ပြီးထားရတာကြီးပဲကိုလာစိတ်ရှိသလိုချမ်းကြိုက်သလောက်ချမ်းပါရှင်ဒီဆီယာမကဟော်ရီကိုနီရဲ့ပြုသမျှကိုနှုတ်ဖို့အတွက်လီးဘက်ထောက်ပေးထားပါရဲ့နော်နောက်ကနေလာပြီးကြိတ်တော်မူပါရှင့်ဆီယမမြဝေရီရဲ့ခဏွဲ့မူရလေးတုံးပြီးတော့သူချမ်းချင်တာကိုတားမိလို့စိတ်ဆိုးနေတဲ့ကိုနီကိုလေးဘက်ထောက်ပေးထားပြီးချော့လိုက်ပါတယ်ဒီတော့ကိုနီကဒါမှငါဆီယမလေးအဲ့ဒါလေးတော့
ချစ်နေရတာဆိုပြီးနောက်ကနေကြမ်းမာတော့တယ်ကိုနီတော်လိုက်တာရှင်ကျမနှစ်ပြည်ရောက်နေပြီတော့နာလေးရှင်ဒီအချိန်မှာကျော်မျိုးနိုင်တယောက်ချောင်းကြည့်နေရင်ကနေသူတိတ်ပြီးတော့စိတ်ကူးရင်ကြရတဲ့ဆီယာမကိုចောင်းဆောင်ငနီကပိုးစိုးပတ်ဆက်တွေကြိတ်နေတာတွေ့တော့စိတ်တွေကလည်းပါဒေါသတွေကလည်းထွက်နေအခန်းတကားကိုပြောင်းကနေဖွင့်လိုက်ပြီးတော့ကိုနီခမအဲ့ဘာလုပ်တာလဲကျွန်တော်အားလုံးမြင်လိုက်တယ်အစအဆုံးကျွန်တော်အကုန်မြင်တယ်မဟုတ်သေးဘူးကိုနီကျွန်တော်အကုန်ဖွာလိုက်ရမလားဒီပေါင်းငါကောင်ရမင်းရှောက်မလို့ပါနဲ့ဆီယာမရောငါရောဒုက္ခရောက်ကုန်မယ်အားလုံးအဆင်ပြေအောင်ညှိလိုက်ကြရအောင်ဒီကွာဘာလဲခမကကျုပ်ကိုမိုးမိုးပေးပြီးပြန်လို့မလို့လားကျုပ်ကတငင်နာမစင်သေးရဲ့ကလေးမဟုတ်ဘူးဗျဆီယာမရောငနီရောဘာပြော၍ဘာလုပ်ရမှန်းမသိတော့ဘဲနဲ့ဆီယာမဆိုလင်ထိုင်ရထရခက်နဲ့ငိုရခက်ရီရခက်နဲ့ကျော်မျိုးနိုင်မျက်နှာကိုတောင်းစစ်စစ်ရင်ဆိုင်ပြီးတော့မကြည့်ဝင်တော့ပါဘူးသူမအရှက်တွေလည်းကုန်နေပြီလေဟုတ်တယ်ဒီကောင်ဟာသူပြောတဲ့အတိုင်းပဲတငင်နဲ့စားတယောက်တော့မဟုတ်ဘူးသူ့ထက်အပုံကြီးငယ်တဲ့ចောင်းသားလူငယ်တယောက်ဖြစ်ပေမဲ့အကင်းတော်ပါတယ်အကုန်နှက်နှက်ဆက်ဆက်ရှိပြီးတော့ sorry ကိုဖြုတ်နေတဲ့လူလည်းတယောက်ဖြစ်တယ်တကယ်တော့ကျော်မျိုးနိုင်ကဆီယာမကိုကြိတ်ကြံနေတဲ့ကောင်မှငနီသိတယ်ဒါကြောင့်ဒီလောက်အသေးအတန်ဖြစ်နေတာကိုလည်းရိပ်မိတယ်ငနီတစ်ခုခုကိုစဉ်းစားမိသွားပြီးဆီယာမမျက်ဝှေ့ရည်ရှိရဘက်ကိုအကဲခတ်သူလိုလှည့်ကြည့်လိုက်တော့သူ့ကိုတစုံတရာပြောလို့ဟန်နဲ့အတိတ်ပဲပါပြန်လဲစူးစိုက်ကြည့်နေတဲ့ဆီယာမရဲ့ရှွန်းလက်လက်မျက်ဝန်းတစ်စုံကိုအသေးချာမြင်လိုက်ရပါတယ်ဆီယာမမျက်ဝှေ့ရည်လည်းကိုပေါ်ကထမင်းကိုခတ်တက်တွက်ပင်ရင်ရှားဝစ်စင်ထားလိုက်ပြီးဖြစ်တယ်တဲ့သူမရင်ထဲမှာတော့မလုံမလဲစိတ်တွေကြောင့်တွတ်ခါယူကျင်လာအောင်ပြောင်းဆန်နေရပြီးဖြစ်ချင်ရဖြစ်စီတော့ဆိုပြီးတော့စိတ်ကိုဒုံချထားမိပြီလားမပြောတတ်တော့ပါဘူးကဲပြောစမ်းမင်းခုလာတာကိစ္စတစ်ခုရှိလို့လားကျော်မျိုးနိုင်ခေါင်းငိတ်ပြီးတင်ချဆီယာမဒေါ်နန်းရွှေကစက်ထမတန်ចောင်းဆောင်ပြင်မဲ့ကိစ္စလက်သမားအဖွဲ့ခေါ်ဖို့အတွက်ကိုနီကိုတာဝန်ပေးထားကြောင်းဆီယာမမှာသည့်အတိုင်းမလွဲမသွေပြန်လဲပြောပြလိုက်ပါတယ်ငနီကတော့ခေါင်းတချင်းချင်းနဲ့နားထောင်နေပြီးသူစကားဆုံးတော့မှာပဲထားလိုက်တော့ဒီကိစ္စမနှက်ပြန်လက်သမားတစ်ဖွဲ့လုံးခေါ်ခဲ့မယ်လို့ဆီယာမကိုပြန်ပြောလိုက်ကျော်မျိုးနိုင်အခုမင်းအပြင်ကိုခဏထွက်ပေးသားမှာကွာဒီမှာဆီယာမနဲ့ငါနဲ့နှစ်ယောက်ထဲပြောကြရှိလို့ကောင်းပြီလေတခုတော့ရှိရဲ့ခမရဟိုတီတီညံစင်ပြီးကူလီကူမာလုပ်ဖို့တော့လုံးမယ်မချမ်းနဲ့နော်ကိုနီကျွန်တော်ကြောင်းသိပါရဲ့အေးပါကွာတာကြီးရဲ့ခဏလေးချိန်ပေးခဏလေးပဲကျော်မျိုးနိုင်ကိုချော့မော့ဖြောင်းဖြပြီးအပြင်ကိုခဏထွက်ခိုင်းလိုက်ရဲ့ကျော်မျိုးနိုင်ကလည်းဆီယာမမျက်ဝှေ့ရည်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းရဲ့ဝင်စီကိုကွက်ကြည့်လောက်ကအခန်းထဲကမထွက်ချင်နဲ့အပြင်ဘက်ထွက်လာခဲ့ပါတယ်ဆီယာမခမရလည်းထမင်းရင်ရှားဝတ်ထားရင်းနဲ့တောင်မှကျော်မျိုးနိုင်ထံမှအကြည့်ရိုင်းများကြောင့်မနေတတ်မထိုင်တတ်ဖြစ်နေပါတယ်မင်းဒီကိစ္စနှုတ်လုံပါမယ်လို့ကတိပေးနိုင်လားဒါပဲပြောကျွန်တော်ပြောပြီးပြီလေကိုနီယာဒါတော့မပေးနိုင်ဘူးမင်းဆီယာမကိုချကြလာတာကျော်မျိုးနိုင်ကြောင်တောင်ဖြစ်သွားပါတယ်ဘာကြောင့်လဲဆိုတော့ဒီမေကွန်းကိုမေးလိုက်သူကကိုနီမဟုတ်ပဲသူ့နှစ်ဘေးမှာလာရက်လိုက်တဲ့ဆီယာမမျက်ဝှေ့ကြီးကိုယ်တိုင်ဖြစ်နေခြင်းကြောင့်ပါပဲဟာဆီယာမကျွန်တော်ပြောလေမင်းပြောမှသိရမှာမင်းဆီယာမကိုချကြနေမဟုတ်လားချတော့ချကြနေဆီယာမအေးဒီလိုမှဘောတားရဲ့မင်းဒီကိစ္စကိုနှုတ်လုံရမယ်ဆီယာမကမင်းကိုနှုတ်ပိတ်ခအနေနဲ့မင်းဖြစ်ချင်တာကိုဖြစ်ခွင့်ပေးမယ်လေဟုတ်ဆီယာမဂတိပေးပါရဲ့ကျွန်တော်ဘယ်သူမှမပြောပါဘူးဒါဆိုလားအခန်းထဲသွားမယ်ကိုနီရှင်ဝင်မလာနဲ့နော်ဝင်လာရင်ကျမနဲ့အတီးပဲအေးပါဟာငါနားလဲပါတယ်မလာပါဘူးဆီယာမနဲ့ကျော်မျိုးနိုင်တို့အထက်ရောက်သွားတော့ကဲရော့ခုကစလို့မင်းပိုင်မယ်မင်းကြိုက်တာလို့ဆီယာမပေါက်စီတွေကိုကင်ကျင်ဖြစ်ချင်ဖြစ်မင်းတဘောအကုန်လိုက်ရောပေးမယ်ကျော်မျိုးနိုင်အတင်းတွေအငမ်းမရဖြစ်သွားတော့ဟဲငနာရဲ့ဘယ်တရားဆီယာမကိုချချင်နေရလဲစွတ်နော်တကယ်စွတ်ပဲကျွန်တော်ကဆီယာမကိုစာတင်ရင်တောင်နောက်ကနေအိုးကိုကြည့်ရတာကြိုက်တာဗျမျိုးလုံးထဲမှာဆီယာမကကျွန်တော်ကိုလေးဘက်ထောက်ပေးထားတာမြင်ရလိုက်ရင်အရင်ခုန်တာပဲကဲတော့အခုကျွန်မမျိုးမကတော်လေးရဲ့ရှိမှထောက်ပေးပါမယ်ရှင်ကဲစိတ်ကြိုက်တာတမအာမနာနဲ့မင်းဆီယာမကငနီးတန်လေးခံရပြီးသားမင်းလည်းမညာနဲ့နော်သိလားကျော်မျိုးနိုင်နဲ့ဆီယာမလေးတို့အချစ်ပွဲဆင်နေကြတာအဆုံးသတ်သွားချိန်မှာတော့ပြဿနာဟာအဆင်ပြေသွားခဲ့ပါပြီအဲ့ဒီကစားလို့ဆီယာမလေးကကျော်မျိုးနိုင်ကိုနေ့တိုင်းဟင်းနေပို့ချက်ပေးလာတတ်ပါတယ်ကျမကြီးကိုလည်းခ ्यू ဆိုင်ပေးတယ်ကျမတန်ဆန်းဖို့အဓိကပဲမလို့အာဟာရဖြစ်စေမဲ့အစားအစာတွေနဲ့အာဟာရဖြစ်စေမဲ့ဟင်းတွေကိုပဲရွေးချက်ပြီးတော့ကျွေးတတ်ပါတယ်ဆီယာမလေးဟာဟင်းချက်ဝါဒနာပါသူတယောက်လည်းဖြစ်ပါတယ်